အိမ်ဝယ်ဖို့အတွက် mortgage အတိုးနှုန်းကိုယူတော့မယ်ဆိုလို့ရှိရင်နှစ်30 fixed rate ကိုယူလို့ရတယ်လို့မျိုးတခြားယူလို့ရတဲ့ loan အမျိုးအစား option တွေရှိပါတယ်အဲ့ဒီတည်းကမှ2-1 buy down ဆိုတာကိုဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ်2-1 buy down လို့ဆိုတာဘာကိုပြောတာလဲဆိုတော့အိမ်ဝယ်တဲ့သူတယောက်ကဒီ loan ကိုယူမယ်ဆိုလို့ရှိရင်ဒီ rate ကိုဝယ်လိုက်တာပါပထမနှစ်မှာဆိုရင် 2% ပိုပြီးနည်းတဲ့ rate ကိုရမှာဖြစ်ပြီးတော့ဒုတိယနှစ်မှာဆိုလို့ရှိရင်တော့အခုလက်ရှိနေတဲ့ rate ထက် 1% ပိုပြီးနည်းတဲ့ rate ကိုရရှိမှာပါအဲ့ဒါကြောင့်မလို့သူ့ကို2-1 buy down လို့ခေါ်တယ်တတိယနှစ်ကြာလို့ရှိရင်တော့အခုကိုအိမ်ဝယ်တဲ့အချိန်မှာရှိတဲ့ rate အတိုင်းကိုပြန်ပြီးတော့သွားမှာပါအဲ့ဒါကြောင့်ဒီ mortgage loan ကိုယူတဲ့သူတွေကများသောအားဖြင့်လာမယ့်နှစ်3-4နှစ်အတွင်းမှာအတိုးနှုန်းတွေပြန်ကျနိုင်တယ်ဆိုတော့ရွေချက်ရှိတယ်အဲ့လိုမျိုးယုံကြည်ရဲဆိုရင်ဒီ2-1 buy down ကိုယူကြတယ်တချို့ကြတော့လေကို့မှာအခုချိန်မှာတော့ပတ်စံအသိပြီးအဆင်မပြေသေးဘူးဒါပေမဲ့နောက်3-4နှစ်လောက်နေတဲ့အခါမှာဝင်ငွေပိုပြီးတိုးလာနိုင်တဲ့အတွက်အဲ့ခါကြလို့ရှိရင်ဒီအတိုးနှုန်းကိုအခုလက်ရှိ rate အတိုင်းပြန်ပေးနိုင်တယ်လို့ယူဆပြီးတော့ဒီ2-1 buy down ကိုယူကြတာဖြစ်ပါတယ်သူက buy down လို့ဆိုတဲ့အတိုင်းပဲဒီ rate ကိုရဖို့အတွက်ကကိုက discount point အနေနဲ့ပတ်စံပေးပြီးတော့မှသာဒီ rate ကိုရရှိမှာပါဒီ2-1 buy down ကိုသုံးမယ်ဆိုလို့ရှိရင်တန်လားမတန်လားဆိုတာကတော့ဒီ buy down အတွက်ကုန်ကျစရိတ်ကိုဘယ်သူကပေးထားလဲဆိုတော့မသိပါတယ်များသောအားဖြင့်အိမ်ရောင်းတဲ့သူတွေ seller နောက်ပြီးတော့ new home builder အိမ်သစ်ဆောက်တဲ့သူတွေနဲ့ lenders တွေကနေမှ credit အနေနဲ့ဒီ buy down cost ကိုကြိုတင်ပေးထားတယ်ဒီငွေက escrow account ထဲမှာရှိနေတယ်ပြီးတော့ဒီအိမ်ဝယ်သူအတွက်ကိုလစဉ်ကုန်ကျစရိတ်သက်သာအောင်လို့သူကပထမနှစ်မှာကူညီပေးတာဖြစ်ပါတယ်ဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ဒေါ်လာ9သိန်းနဲ့အိမ်ကိုက2-1 buy down နဲ့ဝယ်ထားတယ်ဆိုပါစို့အခုလက်ရှိအတိုးနှုန်းက 6.125 နဲ့ရထားတယ်ဒါဆိုရင်2-1 buy down ဖြစ်တဲ့အတွက်အိမ်ဝယ်သူကပထမနှစ်မှာဆိုရင်သူ့ရဲ့အတိုးနှုန်းက 4.125 ပဲပေးရမှာပါအဲ့တော့ဒီဒေါ်လာ9သိန်းနဲ့အိမ်ကို10% ချပြီးတော့ကျန်တဲ့ငွေကိုလုံးချိမယ် 6.125 ဆိုလို့ရှိရင်သူ့ရဲ့လစဉ်ပေးရမယ် payment က3623ဖြစ်မယ်ဒါပေမဲ့ပထမနှစ်မှာကျတော့အိမ်ဝယ်တဲ့သူက 4.125 ကိုရတာဖြစ်တဲ့အတွက်သူက payment ကတစ်လောက်ကို3080ပဲကျမယ်အဲ့တော့သူ့ရဲ့လက်ထဲမှာဒေါ်လာ953လောက်ပို့တာတွေ့ရပါတယ်အဲ့တော့သူ့ရဲ့ payment မှာဒေါ်လာ900ကျော်သက်သာပါတယ်ဒုတိယနှစ်မှာပေးရမယ့်အတိုးနှုန်းမှာကျတော့ 1% ပဲပို့ပြီးသက်သာမယ်အဲ့တော့သူ့အတိုးနှုန်းက 5.125 ဖြစ်သွားတယ်အဲ့တော့လစဉ် payment က3339ဒါဆိုလို့ရှိရင်သူကအခုလက်ရှိပေးရတဲ့ rate ထက်စာရင်တစ်လောက်ကိုဒေါ်လာ$284သက်သာပါတယ်အဲ့တော့ပထမနှစ်မှာတစ်လောက်ကို900ကျော်သက်သာတယ်အဲ့တော့တစ်နှစ်မှာဆိုရင်6000ကျော်ဒုတိယနှစ်မှာကျတော့တစ်လောက်ကို$284သက်သာတယ်အဲ့တော့တစ်နှစ်စာဆိုလို့ရှိရင်သူက3000 4000နီးပါးလောက်ရှိတယ်အဲ့နှစ်ခုကိုပေါင်းလိုက်လို့ရှိရင်တော့သက်သာတာစုစုပေါင်းကဒေါ်လာ1000ကျပါတယ်အဲ့ဒါကြောင့်မလို့ဒီ2-1 buy down ကိုယူတဲ့အတွက်ကုန်ကျစရိတ်ကကြတော့ဒေါ်လာ1000ပါအဲ့ဒီ1000ကိုသာသူ့ရဲ့ seller သို့မဟုတ် lender ဒီ new home builder က credit အနေနဲ့ပေးထားမယ်ဆိုလို့ရှိရင်အိမ်ဝယ်သူအတွက်ကိုပထမ2နှစ်အတွင်းမှာကုန်ကျစရိတ်သက်သာစေမှာဖြစ်ပါတယ်နောက်တတိယနှစ်နဲ့နောက်ပိုင်းနှစ်တွေမှာဆိုရင်တော့သူ့ရဲ့အတိုးနှုန်းကအိမ်ဝယ်တုန်းကမူလအတိုးနှုန်း 6.125 ကိုပြန်ရောက်သွားတာဖြစ်တဲ့အတွက်နောက်ထပ် rate မှာလစဉ် payment မှာသက်သာတာမရှိတော့ဘူးဒါပေမဲ့လည်းအဲ့ဒီအချိန်ကြာလို့ရှိရင်အပြင်မှာရှိတဲ့အတိုးနှုန်းကအခုအတိုးနှုန်းထက် 2% လောက်နည်းသွားတယ်ဆိုရင်တော့ဒီအိမ်ဝယ်တဲ့သူကအဲ့ခါကြာလို့ရှိရင်အဲ့ဒီပေါက်ဈေးနဲ့ပဲပြန်ပြီးတော့ refinance လုပ်ရမှာပဲအဲ့ဒါကြောင့်မလို့2-1 buy down ကိုအသုံးပြုပြီးအိမ်ဝယ်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကုန်ကျစရိတ်ကကိုယ့်ရဲ့လစဉ် payment မှာသက်သာမဲ့ပမာဏအတိုင်းပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကိုကသာပေးရမယ်ဆိုလို့ရှိရင်တော့မကိုက်ဘူးလို့ပြောလို့ရပြီမယ်ကိုယ့်ရဲ့ seller နဲ့ lender ကကိုယ့်အတွက် credit ပေးပေးတယ်ဆိုလို့ရှိရင်တော့ဒီနည်းလမ်းကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့လစဉ် payment ကိုချွေတန်းနိုင်ပါတယ် mortgage နဲ့ပတ်သက်လို့လေ့လာခြင်းနဲ့ကျမနဲ့လက်တွဲပြီးလုပ်ချင်တယ်ဆိုရင်ချိန်မြေဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်